နင် laptop အသစ်ဝယ်လိုက်လို့နင်ရဲ့3လက်စ laptop လေးနှလုံးကိုပြန်ရောင်းပေးချင်ပါတယ်ရှင်ဈေးမများဘူးနော်6သိန်းကျော်8သိန်းကျော်လေးတွေကြီးပါပဲနင်ကစိုင်သမားအနေနဲ့ရောင်းမှာမဟုတ်ဘူး user အနေနဲ့ပဲနင်ဝယ်ထားရဲ့ဈေးထက်ပေါ့နော်သိန်းကနန်း short ပြီးတော့ရောင်းပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဈေးကအရန်ကိုတန်စီရပါမယ်ဒါလေးကကြတော့ MacBook Pro 2015 model လေးပါရှင်သူကကြတော့ Core i5 ကိုမှ RAM 8GB SSD ကကြတော့သူက 256GB နဲ့ပါရှင်73လက်မစိုက်ပါဒီကောင်လေးကကြတော့လေလုံးဝ display camera ချစ်တောက်ရှင်းနဲ့အတန်ထွက်တွေရုပ်ထွက်တွေအရန်ကောင်းပါတယ် battery အားလည်းခံပါတယ်နော်သူကဆိုင်ကယ်ကောက်ကတော့71ရှိပါတယ်ရှင်ဒါလေးကိုလေနင်းလေး8သိန်းခွဲအတိနဲ့ပဲရောင်းပေးပါမယ်ဈေးကစိတ်ကြိုက်စုံစမ်းကြည့်လို့ရပါတယ်နော်ဈေးအရန်တန်ပါတယ်ရှင်ဒါလေးကကြတော့သူ့ရဲ့ပေါ့နော်3လက်စာ adapter တွေပြီးတော့ laptop ဘက်တွေကာဘာတွေအကုန်လုံးပါပါတယ်ရှင်ဒီ Windows laptop လေးကကြတော့ HP ProBook 450 G3 ပါရှင်ဒါလေးကကြတော့ i5 6 Gen နဲ့လာပါတယ်သူကကြတော့ RAM 8GB SSD ကသူက 256GB ပါပဲရှင်သူလည်း battery အားခံပါတယ်နော်ဒီကောင်လေးကလည်း adapter တွေ laptop ဘက်တွေတခါရဲပါပါတယ်ရှင်ဈေးနှုန်းလေးက6သိန်း6သောင်း9000နဲ့ပဲယူပါနော်ဒီနှလုံးလုံးက air ကင်းပါရဲ့ရှင်ဒါနေနေ3နေကြ3လက်စအလုံးတွေလည်းဖြစ်တယ်ပေါ့နော်အိမ်မှာစိတ်ကြိုက်လာစစ်ပြီးတော့ဝယ်လို့ရပါရဲ့ဒီအလုံးလေးတွေအတွက်ကတော့လေနေနေကအာမခံတော့မပေးတော့ဘူးဘာဖြစ်လို့ဆိုတော့ဒါတွေကနေနေမျက်လည်းမမျက်ဘူးပေါ့နော်အများကြီးရှုံးထားတဲ့အလုံးတွေလည်းဖြစ်တယ်သိန်းကနန်းချီပြီးတော့ရှုံးထားတဲ့အလုံးတွေလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့နေ run တွေတော့ထပ်မပေးတော့ဘူးအဲ့ဒါကင်းပါရဲ့စိတ်ကြိုက်လာစစ်ပြီးတော့ဝယ်လို့ရပါရဲ့ရှင်